马祖哎，这地方啊，他的给表面喏。God need to action. မဟာလူမျိုးကြီးဝတီစစ်အာဏာရှင်ဖန်တပြကိုဖျုတ်ချပြီးတော့လွတ်လပ်မှုတန်းတူမှုတရားမျှတမှုကိုထွန်းကားစေပြီးတော့မှကျွန်တော်တို့ဒီကိုပိုင်ပြဋ္ဌာန်းခွင့်အာမခံချက်အပြည့်အဝရှိတဲ့ဒီကျွန်တော်တို့နိုင်ငံကိုဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်တည်ဆောက်မှသာဒီနိုင်ငံကတည်ငြိမ်အေးချမ်းပြီးတော့တူတဲဝတ်ပြောသောတိုင်းပြည်ကိုဖော်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပြည်သူတော်လှန်ရေးကိုကျွန်တော်တို့လိုက်တယ်အဲ့ဒါ CNF ရဲ့ရည်ရွယ်ချက်ပန်းတိုင်ဖြစ်ပါတယ်ယနေ့2021ဒီစီအာနာရှင်မင်းအောင်လှိုင်ကနေအာနာသိမ့်ပြီးတော့မှကျွန်တော်တို့တပြည်လုံးပြည်သူလူထုအုံကြွမှုဖြစ်လာတယ်အဲ့ဒီအုံကြွမှုကိုဒီစစ်တပ်ကနေမှအကြမ်းဖက်နှိမ်နှင်းတယ်အဲ့ဒါပြည်သူဖက်ကနေမှဒီစစ်ကောင်စီကိုပြန်ပြီးတော့လက်နဲ့ကျွန်တော်တို့စိန်နှဲမှလက်နဲ့ကင်ပြီးမှဒီစစ်ကောင်စီကိုအမြင့်ပြဖြုတ်ချနိုင်မယ်ဒါမှသာကျွန်တော်တို့လိုချင်တဲ့ Federal Democracy စနစ်ကိုကျွန်တော်တို့တည်ဆောက်နိုင်မှာဖြစ်တယ်အဲ့ဒါပြည်သူလူထုနောက်ကျွန်တော်တို့2021မှာအနိုင်ရတဲ့ NLD ပါတီတွေကျွန်တော်တို့တိုင်းသားလက်နဲ့ကင်အဖွဲ့အစည်းတွေအားလုံးရဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ထပ်တူထမျှဖြစ်လာတော့ရင် CNF နဲ့ကျွန်တော်တို့ပြည်သူတော်လှန်ရေးကိုလက်ကင်ထားနေတဲ့အညီစစ်အာဏာရှင်စနစ်ကိုဖြုတ်ချဖို့ကျွန်တော်တို့ပြည်သူနဲ့အတူတိုက်ပွဲဆင်နွှဲနေတာဖြစ်တယ်ကျွန်တော်တို့စကိုင်းတိုင်းမကွေးတိုင်းချင်းပြည်နယ်က CDM ចောင်းသားလူငယ်တွေကျွန်တော်တို့စီကိုအခြေခံပျောက်ကျစစ်တင်တန်းတွေတက်လာတယ်ကျွန်တော်တို့သူတို့အားလုံးကိုတတ်နိုင်ဆုံးပံ့ပိုးပြီးတော့ဒီနေ့သူတို့နဲ့အတူနိုင်ငံရေးစီရေးကိုပူးပေါင်းပြီးတော့ဆင်နွှဲနေတာဖြစ်တယ်အဓိကကျွန်တော်တို့ကကိုယ်အနေနဲ့ကိုယ်ဒေတာမှာဆိုတော့ကျွန်တော်တို့နေမြေကျွမ်းကျင်မှုကအစပြီးတော့စိတ်ဓာတ်ပိုင်းမှာစစ်ကောင်စီတဲ့ကျွန်တော်တို့အားတာတယ်အဲ့ဒီအားတာချက်ကိုကျွန်တော်တို့လက်တွေ့ကြကြအသုံးချနိုင်အောင်ဆိုပြီးတော့မှကျွန်တော်တို့ကြိုးပမ်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒီနေ့အထိကြီးလိုက်ရင်ဒီချင်းတောင်အနေထားကအစကတော့ကျွန်တော်တို့ခံစစ်အသွင်နဲ့တိုက်ပွဲဝင်နေပေမဲ့ဒီနေ့မှာကျွန်တော်တို့ထိုးစစ်အနေထားနဲ့ကျွန်တော်တို့အတတ်နိုင်ဆုံးအဲ့ဒါလို့လုပ်နေနိုင်တာဖြစ်ပါတယ်တစ်ဖက်မှာဒီနိုင်ငံရေးအရာဆိုရင်ကျွန်တော်တို့ NUG နဲ့ပြီးတော့ကျွန်တော်တို့ ਨੇ ဥတီချက်တူညီတဲ့အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ဒီ Federal Charter ကိုရေးဆွဲနိုင်ခဲ့ပြီးဖြစ်ပါတယ်တဏိတာကာလအတွင်းမှာတော့ကျွန်တော်တို့ဖက်ကအသာစီးရနေတယ်အသာစီးရနေတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဦးမဲအင်နဲ့ပြည်သူတွေအကျက်အဆုံးတွေအများကြီးရှိပါတယ်အဲ့ဒီအတွက်တော့ကျွန်တော်တို့ဖက်ကဝမ်းနေတာပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီနေ့ကျွန်တော်တို့ဒီတိုက်ပွဲဟာစစ်အာဏာရှင်စနစ်မြန်မာနိုင်ငံရဲ့မှာစစ်တပ်ကိုထုတ်ပယ်ပြီးတော့အရပ်ဖက်အုပ်ချုပ်တဲ့ဒီမိုကရေစီစနစ် Federal Democracy ပြည်ထောင်စုကိုတည်ထောင်ဖို့ဆိုပြီးတော့ကျွန်တော်တို့ကြိုးပမ်းအားထုတ်နေတာဖြစ်ပါတယ်ကျွန်တော်တို့စပွဲဝိုင်းပေါ်မှာငင်းချမ်းစွာနိုင်ငံရေးဆွေးနွေးမှုအဖြစ်မြန်မာနိုင်ငံရေးပြဿနာတိုင်းသားတွေရဲ့ပြဿနာကျွန်တော်တို့လူချင်းတဲ့နိုင်ငံရေးရည်မှန်းချက်ကိုရရှိနိုင်မယ်လို့အဲ့ဒါကကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံရေးပြဿနာဖြေရှင်းရေးရဲ့လမ်းစဉ်ဖြစ်ပါတယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့2012မှာသမ္မတဦးသိန်းစိန်ကန်လှမ်းတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကိုကျွန်တော်တို့ဝင်တယ်2015မှာကျွန်တော်တို့တခြားညီနောင်တိုင်းသားလက်နက်ကင်တွေနဲ့တချို့နဲ့ကျွန်တော်တို့အပြစ်ခရစေးလက်မှတ်ထိုးပြီးတော့ဒီနိုင်ငံရေးစပွဲဝိုင်းကိုကျွန်တော်တို့ရောက်ခဲ့ပါတယ်၄-၅နှစ်တာအတွေ့အကြုံအရဆိုရင်အဓိကကျွန်တော်တို့နိုင်ငံရေးအရာကျွန်တော်တို့ဆွေးနွေးတဲ့နေရာမှာကျွန်တော်တို့လူချင်းတဲ့တလျှောက်လုံးတောင်းဆိုလာတဲ့ဒီကိုပိုင်ပြတ်ထန်းခွင့်လူမျိုးတိုင်းကိုပိုင်ပြတ်ထန်းခွင့်ရှိရမယ်ဆိုတဲ့ဟာစစ်တပ်ကနဲ့လက်မခံခဲ့ဘူးနောက်ကာကွယ်ရေးနဲ့လုံခြုံရေးကဏ္ဍမှာ
Federal ပြည်ထောင်စုစနစ်မှာတည်ဆောက်တဲ့တပ်မတော်ကိုကျွန်တော်တို့ကတင်ပြတယ် Federal ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေဖြစ်တည်လာတဲ့ပြည်ထောင်စုတပ်ပြည်နယ်တပ်စသဖြင့်အဲ့ဒါကျွန်တော်တို့လိုချင်တာဖြစ်တယ်သို့တော့ဒီစစ်တပ်ဖက်ကနေ Federal ပြည်ထောင်စုပဲလို့ဒီမိုကရေစီနိုင်ငံတော်ပဲလို့တပ်မတော်ဟာယခုလက်ရှိသုံးနေတဲ့တခုတည်သောတပ်မတော်အခုလက်ရှိသူတို့တပ်မတော်စုဖွဲ့မှုပဲသူတို့ကအဲ့ဒီပုံမှာရပ်တည်တယ်အဲ့ဒီမှာကျွန်တော်တို့နှစ်ဖက်အမြင်ကမတူတော့ဘူးတခုလုံးခြုံပြီးတော့ပြောလိုက်ရင်တော့ NCA ရဖြစ်တည်လာတဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲမှာကကျွန်တော်တို့တိုင်းရင်းသားတွေအတွက်တော့ဘယ်လိုမှကျွန်တော်တို့ကလက်တွေ့မကြပါဘူးကျွန်တော်တို့မကြိုက်ဘူးအဲ့ဒီထဲမှာမှကျွန်တော်တို့ဒီမီအောင်ထိုင်ကနေပြီးတော့2021မှာအာဏာသိမ်းလိုက်တော့ရင်ကျွန်တော်တို့ NCA မှာသဘောတူထားတဲ့ NCA မူပေါင်းအတိုင်းဖြစ်မလာတော့ပဲနိုင်ငံရေးဆွေးနွေးပွဲကရပ်တန့်သွားခဲ့တယ်။ဘာဖြစ်လို့ဒီလိုရပ်တန့်သွားတယ်လဲဆိုရင်နိုင်ငံရေးဆွေးနွေးပွဲမှာအစုအဖွဲ့၅ခုနဲ့ကျွန်တော်တို့ဆွေးနွေးတာဖြစ်တယ်။စစ်တပ်ကနေအာဏာသိမ်းလိုက်တော့ရင်အစုအဖွဲ့တွေကအစိုးရလွှတ်တော်နိုင်ငံရေးပါတီဆွေးနွေးဖို့ဆွေးနွေးဖက်တွေကမရှိတော့ဘူး။စစ်ကောင်စီနဲ့ကျွန်တော်တို့နဲ့ဆွေးနွေးရမယ့်အနေအထားဖြစ်တယ်။အဲ့ဒါ NCA မူပေါင်းနဲ့လုံးဝမကိုက်ညီတော့ဘူး။ဆိုတော့ NCA ကိုချိုးဖောက်တာစစ်ကောင်စီကပဲချိုးဖောက်သွားတာဖြစ်တယ်အဲ့ဒါကြောင့် NCA ကဒီနေ့အနေအထားအရဘယ်လိုမှသုံးစားလို့မရတော့တဲ့အနေအထားဖြစ်တဲ့အတွက်ကျွန်တော်တို့ကနိုင်ငံရေးမြန်မာနိုင်ငံရေးပြဿနာဖြေရှင်းဖို့လမ်းကြောင်းတစ်ကိုခုရှာပြီးတော့အခုဒီနေ့တိုက်ပွဲဝင်နေတာဖြစ်ပါတယ်ဒီနေ့မြန်မာနိုင်ငံရေးပြဿနာပြိပက္ခဟာကျွန်တော်တို့တိုင်းသားလက်နဲ့ကင်နဲ့စစ်ကောင်စီနှစ်ဖက်ဖြည့်ရှင်းလို့ရမယ်ပြဿနာမဟုတ်တော့ဘူးခင်ဗျာ NCA ကာလတုန်းကလို့မဟုတ်တော့ဒီနေ့ပြဿနာကတပြည်လုံးပြည်သူတရက်လုံးပါဝင်တဲ့နေဦးတော်လှန်ရေးကနေဖြစ်တည်လာတဲ့ပြည်သူတော်လှန်ရေးကြီးဖြစ်နေပါလေအဲ့ဒါကြောင့် stakeholder တွေပါဝင်သိမ့်ပါဝင်ထိုက်တဲ့အစုအဖွဲ့ပုဂ္ဂိုလ်တွေပါဝင်ပြီးတော့မှဒီနိုင်ငံတကာကြီးကြပ်မှုလမ်းညွှန်ပေးမှုကြားနေပေးမှုအောက်မှာဆွေးနွေးမှုမျိုးဖြစ်တဲ့ပါတယ်အဲ့ဒီလိုပြောလိုက်လို့ကျွန်တော်တို့ကဒီဆွေးနွေးပွဲတက်မယ်လို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူးဖြစ်တဲ့အနေအထားကိုကျွန်တော်ပြောနေတာဖြစ်ပါတယ်တစ်ဖက်မှာလည်းဒီတိုင်းသားလက်နက်ကင်တွေကိုခေါ်ပြီးတော့မှတခြားဒီ PDF NUG စသဖြင့်အဲ့ဒါတွေကိုအကြမ်းဖက်ဆိုပြီးတော့ဖိတ်ခေါ်တာမရှိပါဘူးပြီးတော့တိုင်းသားလက်နက်ကင်တွေကိုလည်းတစ်ဖွဲ့ချင်းနဲ့ပဲတွေ့မယ်ဆိုတာကကျွန်တော်တို့တိုင်းသားလက်နက်ကင်တွေကိုတစ်ဖွဲ့ချင်းစီပြန်ပြီးတော့တွေ့ခွေးချင်တာလားပြီးတော့ကျွန်တော်တို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ကျွန်တော်တို့တိုင်းသားလက်နက်ကင်တွေအကြအမြင်ဆောင်မှုတွေဖြစ်အောင်အဲ့ဒီလိုမျိုးလုပ်နေတာဖြစ်နိုင်တယ်လို့ကျွန်တော်တို့ရဲ့အတွေ့အကြုံအရပြောလို့ရပါတယ်တစ်ဖက်မှာစစ်ကောင်စီအနေနဲ့အခုလက်ရှိသူ့ရဲ့စီရေးအနေအထားပြီးတော့သူ့ရဲ့လှုပ်ရှားမှုကိုကြည့်လိုက်ရင်လာမယ့်2023ဩဂတ်လလောက်မှာအထွေထွေရွေးကောက်ပွဲကိုကျင်းပဖို့ပြင်ဆင်နေပါတယ်အဲ့ဒီလိုကျင်းပနိုင်ဖို့ကဒေတာတည်ငြိမ်ဖို့လိုပါတယ်အဲ့ဒီလိုဆိုရင်သူကဘာလုပ်တယ်လဲဒီတိုင်းသားလက်နက်ကင်တွေကိုသူလှုပ်ရိုးလှုပ်စင်အတိုင်းပဲငင်းချမ်းရဲ့နိုင်ငံရေးဆွေးနွေးပွဲဆိုပြီးတော့စီရေးကိုခောက်ထားမယ်အဲဒီကြားမှာ PDF ကြီးကိုကျွန်တော်တို့ဒေတာခံကာကွယ်တပ်ဖွဲ့တွေကိုချေမှုန်းမယ်ဒေတာအတင်ရင်ရေးလုပ်မယ်အဲဒီပြီးခါမှအထွေထွေရွေးကောက်ပွဲလုပ်မယ်တကယ်တော့အထွေထွေရွေးကောက်ပွဲဆိုတာသူ့ရဲ့နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့သူအသုံးချနေတယ်လို့ကျွန်တော်တို့သုံးသပ်လုပ်ရပါတယ်အဲလိုဆိုရင်သူ့ရဲ့ဖိတ်ခေါ်မှုကစေတနာမပါဘူးသူ့ရဲ့နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့လုပ်နေတယ်လို့ကျွန်တော်တို့ကတော့အဲ့ဒါလိုပဲမြင်တယ်ဒီတစ်ခါတိုက်ပွဲကတော့ကျွန်တော်တို့အတွက်စစ်အာဏာရှင်အမြင့်ပြတ်ဖြုတ်ချပြီးတော့ကျွန်တော်တို့လူချင်းနေတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့အတွက်အဲ့ဒါကကျွန်တော်တို့အနေနဲ့အဆုံးစွန်တိုက်ပွဲဝင်သွားမှာပဲဖြစ်ပါတယ်
ဒီနဲ့ဒီချင်းခါလောက်ပြည်သူတရားလုံးပါဝင်တဲ့ဒီတော်လှန်ရေးဆိုတာမြန်မာနိုင်ငံရဲ့တမိုင်းမှာတစ်ချိန်တစ်ခါမှမဖြစ်ကိုပေါ်ခဲ့ပါအဲ့ဒီအချက်ကိုကျွန်တော်တို့ကပြည်သူလူထုနဲ့အတူအောင်မြင်တဲ့အထက်ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်ပြည်သူလူထုအနေနဲ့စိတ်ဓာတ်မကြကြဖို့ပံ့ပိုးကြဖို့ကျွန်တော်တို့အင်အားကို state ကိုပို့ပြီးတော့ပါဝင်ပေးကြဖို့ပါပဲကျွန်တော်တို့လုတ်တဲ့နေရာမှာလဲပြည်သူလူထုတွေအနေနဲ့ကိုဒေတာတနေရာတစ်ကွက်ထဲအနေနဲ့မစင်စားပဲကိုအဖွဲ့အစည်းတစ်ခုတည်းရေရှည်ရည်တည်ရေးကိုမစင်စားပဲချင်းအမျိုးသားတရားလုံးမြန်မာပြည်သူတရားလုံးပါဝင်ပြီးတော့ကျွန်တော်တို့လူချင်းတဲ့ Federal Democracy စနစ်တည်ဆောက်ရေးဆိုတဲ့ဥတီချက်ပြည်သူနဲ့အတူတိုက်ပွဲဝင်သွားဖို့ကျွန်တော်တို့အနေနဲ့တန်ဋိဌာန်ချက်ထားနေတဲ့အငင်းပြည်သူဟာကျွန်တော်တို့ရဲ့အမိပြည်သူဟာကျွန်တော်တို့ရဲ့အဘဖြစ်ပါတယ်ပြည်သူကိုအားကိုးတယ်ပြည်သူအားနဲ့သာဒီအရေးတော်ပုံကအောင်မြင်သွားမှာပါအဲ့ဒါကြောင့်ပြည်သူလူအနေနဲ့ကျွန်တော်တို့ထက်ကနေရက်တီပြီးတော့စစ်အာဏာရှင်ကိုအတူတကွတိုက်ထုတ်ရအောင်လို့ကျွန်တော်အဲ့လိုပဲနောက်ဆုံးပြောချင်ပါတယ်